วัสดีครับทุกคนကျွန်တော်နဲ့အတူထိုင်းစကားတစ်နေ့ကို9လုံး day 2အောင်ယူသည်ခေါ်တောင်းသည်ရောစောင့်သည် hi ပေးသည်ဒူလဲဂူးဆိုင်သည်ခု9လုံးလဲမိုင်းဆိုတဲ့အမေစကားလုံးလေးနဲ့တွဲပြီးတော့လေ့ကျင့်ကြည့်မယ်အောင်မိုင်းယူမလားခေါ်မိုင်းတောင်းမလားရောမိုင်းစောင့်မလားဟိုက်မိုင်းပေးမလားဒူလဲสุขภาพด้วยนะကျမ်းမာရေးယူဆိုင်တော့สุขภาพကျမ်းမာရေးဒူလဲสุขภาพด้วยนะကျမ်းမာရေးယူဆိုင်တော့ဒီနေ့သင်ခန်းစာလေးကိုနားလည်လဲဆိုရင်ကျွန်တော် comment မှာ yes လို့မှတ်ခဲ့ပေးပါဦးသိချင်တာလေးတွေရှိရင်လည်းကျွန်တော် comment box ထဲမှာမေးခဲ့လို့ရပါတယ်အရင်ဒီဝမ်တော့ကစာလေးတွေကိုလည်းမမေ့ပြလိုက်နိုင်ဘူးเนาะဗီဒီယိုအဆုံးပိုင်းလေးမှာထည့်ပေးထားတယ် see you the next video thank you guys